သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်တဘောရလဆန်း9ရက်2020ပြည့်နှစ်ဇန်နဝါရီလ29ရက်ဗုဒ္ဓဟူးနေ့မန္တလေးတိုင်းဒေသကြီးပြည်ကြီးတက္ကသိုလ်မြို့နယ်တောင်မြင့်ရပ်ကွက်84လမ်းနဲ့မြို့မတင်ကလမ်းတောက်ကျင်းလုံမြန်မာစပစ်စီအယောင်ပြခံပရောဧရိယာဓမ္မမန္တအတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်နှစ်ဦးဓမ္မပူဇာအထုဓမ္မသဘင်အခမ်းအနား၌မန္တလေးမြို့ဦးထွန်းလှိုင်ဒေါခင်ဆွေတို့အားအမှုထား၍ကျင်းလုံမြန်မာမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလိုချင်တာရရှိရေးအကြောင်းတရားကိုမျှော်တွေးခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမိယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်တော်လောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချင်းလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လွှချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုယ်တော်ဤဗမန်ညင်းသို့ကတောဝတဏံကျိန်ဖမြစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမြတ်မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလိုချင်တာရရှိရေးအကြောင်းတရားကိုမျှော်တွေးခြင်းမြတ်ဗုဒ္ဓရဲ့အဆုံးအမလိလသုံးသက်ကြည့်ကြမယ်ဆိုရင်ကိုလိုချင်တာတွေရဖို့လောကလူသားတွေဟာလိုချင်စရာကောင်းတဲ့အရာတွေကိုရဖို့မလုပ်ကြလဲလို့ဆိုရင်ဆုတောင်းကြတယ်အဲ့ဒီတော့ဆုတောင်းယုံနဲ့ကိုလိုချင်တာတွေရနိုင်သလားဆိုတော့တွေးတဲ့လူနည်းနည်းရှားလိုက်ပဲကိုလိုချင်တာကိုတော့ဆုတောင်းကြတာပဲသို့တော့ဆုတောင်းမှုကိုလူမျိုးမရွေးဘာသာမရွေးဆောင်ရွက်နေကြတော့လည်းပဲကိုလိုချင်တဲ့အရာတွေကိုရဖို့
စစ်မှန်တဲ့အကြောင်းတရားကိုတော့သိနိုင်စွာမရှိနိုင်ဘူးမြတ်စွာဘုရားကဒေသနာတော်တစ်ခုမှဟောထားတယ်ဆုတောင်းနေုံနဲ့ဘာတစ်ခုမှမရနိုင်ဘူးလို့ဒါတော့မှတ်သားရမှာဖြစ်တယ်သို့တော်လူတွေရဲ့စိတ်ထဲမှာဆုတောင်းရင်ရတယ်လို့ပြောတယ်ဆိုလိုတာကနှစ်ခုရှိတယ်ကွဲကွဲပြားပြားသိဖို့ရဆုတောင်းယုံတက်တက်နဲ့ဘာတစ်ခုမှမရဘူးအလုပ်ပါရမယ်လို့ဆိုလိုတယ်ပေါ့နော်ဘုရားဘာသာဝင်နေဆုတောင်းတာကလုပ်ငန်းတစ်ခုနဲ့ဆုတောင်းတာဖြစ်တယ်မြတ်စွာဘုရားကိုစေမိပန်းရေချမ်းစသည်တစ်ခုခုလှူဒန်းပြီးဤကောင်းမှုကြောင့်ဘာဖြစ်ရပါလို့ဤဆိုဆုတောင်းတာဒါကိုယ်ဆန္ဒကိုထုတ်ဖော်တာဖြစ်တယ်အဲ့ဒါလို့မဟုတ်ပဲနဲ့အဖဘုရားသခင် blessing ပေးတော်မူပါဆိုလို့အဲ့ဒီတောင်းနေရတော့မရဘူးလို့ဆိုလို့တယ်နော်အဲ့ဒါလို့တောင်းတာမျိုးကမရဘူးကောင်းချီးပေးတော်မူပါလို့မလုပ်ဖဲနဲ့တက်တက်တောင်းယူလို့ရတဲ့ဆုဆိုတာမရှိနိုင်ဘူးတဲ့တခုလုပ်ပြီးတော့ထုတ်လို့အားအတွက်ကိုလိုချင်တာကိုညှို့ဆိုလို့ရတော့ရတယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမစကားအရာလောကမှာတဲ့ဆုတောင်းယုံတက်တက်နဲ့ဘာမှရမှာမဟုတ်ဘူးတဲ့ရချင်လို့ရှိရင်ရချောင်းလမ်းချောင်းအတိုင်းသွားဖို့လိုအပ်တယ်အလုပ်တစ်ခုလုပ်ရမယ်ဥပမာဆိုပါစို့အသက်ရှိပါစေအသက်ရှိပါစေလို့ဆုတောင်းနေုံနဲ့အသက်ရှိလားဆိုမရှိဘူးဘာလို့ရမလဲအသက်ရှိရာရှိချောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းကျမ်းမာရေးလိုက်စားခြင်းရာသီဥတုမြတ်တော့အောင်နေထိုင်ခြင်းမတည့်တာရှောင်ခြင်းတဲ့တာကိုစားခြင်းအဲ့ဒီလိုအခြေအနေကောင်းတွေလုံးနိုင်မှသာလေသက်ရှိခြင်းဆိုဖြစ်နိုင်ပညာတတ်ကြီးဖြစ်ပါစေလို့ဆုတောင်းနေုံတက်တက်နဲ့ပညာတတ်ဖြစ်လာမလားမဖြစ်ဘူးပညာတတ်ဖို့အတွက်ကျောင်းကောင်းကောင်းမှာသွားနေရမယ်ဆရာကောင်းကောင်းစီအပ်ရမယ်ဆရာသမားတွေရဲ့သင်ပြမှုတလေးတစားလိုက်နာပြီးမိမိကိုယ်တိုင်ကကြိုးစားရမယ်အဲ့ကြမှာရဒါသဘာဝပဲစီးပွားဥစ္စာတိုးတက်ပါစေလို့ဆုတောင်းနေရောစီးပွားဥစ္စာတိုးတက်လားဆိုဆုတောင်းနေုံတက်တက်နဲ့တော့မတိုးတက်ဘူးစီးပွားဥစ္စာတိုးတက်ဖို့အတွက်လမ်းကြောင်းတွေနဲ့အညီကိုယ်တိုင်ကကြိုးကြိုးစားစားအထောက်ပြီးတော့ဆောင်ရွက်နိုင်မှစီးပွားဥစ္စာတိုးတက်ဒါကအတ္တမလက်တွေ့ကြတဲ့အရာပဲဖြစ်တယ်မြတ်စွာဘုရားလည်းလက်တွေ့ကြတာကိုပဲဟောပါတယ်ဘဝမှာတကယ်ဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုကြည့်ပြီးဟောတာအခုဒီသုတ်တံမှာဆိုရင်လိုချင်တာရရှိရေးအကြောင်းတရားများကိုမျှော်တွေးခြင်းဆိုကိုလိုချင်တာတွေကိုရချင်လို့ရှိရင်အဲ့ဒီလိုချင်တာရခြင်းရဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ရမယ်လို့ဆိုလို့တယ်အဲ့ဒါတွေမလှုပ်ဖ ೇನೆ မရဘူးလူဖြစ်လာတယ်ဆိုရင်မြတ်စွာဘုရားကအန္တသုတ်တံမှာဟောတော့ဆိုအေးလူဝါရလာလို့ရှိရင်ပညာမျက်စိအမြင်နှမျိုးရှိဖို့လိုအပ်တယ်နှမျိုးရှိရမယ်နှမျိုးကဘာလဲလို့ဆိုရင်လူဖြစ်လာလို့ဆိုရင်ဘဝမှာယက်တည်နိုင်ဖို့လူသူနေနိုင်ဖို့စီးပွားဥစ္စာရှာတတ်တဲ့ပညာမျက်စိစီးပွားရေးမျက်စိရှိရမယ်လို့တို့ပြောတယ်အကယ်၍စီးပွားရေးမျက်စိမရှိဘူးဆိုရင်ဘဝမှာမပြည့်မစုံတဲ့နေရထိုင်ရတာဖြစ်တယ်လူဘဝရှင်သန်မှုအတွက်စားစရာရှိရမယ်နေစရာရှိရမယ်ဝတ်စရာရှိရမယ်မကြမ်းမမားနိုင်လို့ရှိရင်ဆေဝါကုသနိုင်မှုရှိရမယ်အဲ့ဒီ
စာဝတ်နေနဲ့စေဝဒဆာဆိုတာတွေပံ့ပိုးပေးနိုင်မှလူရဲ့အသက်ဟာတတန်းစိနေနိုင်တာဖြစ်တယ်စားစရာကလည်းမပြည့်စုံဘူးနေစရာကလည်းမပြည့်စုံဘူးဝတ်စရာကလည်းမပြည့်စုံဘူးနေမကောင်းထိုင်မသာရှိလို့ရှင်လေစေဝဒဆာမတတ်နိုင်ဘူးဆိုရင်အသက်ရှင်မှုခက်တယ်ပေါ့ဒါကြောင့်မို့လူတွေနေစဉ်အလုံးလုံးနေကြတာဘာအတွက်တုံးလို့သိချာမေးမြန်းပြီးတော့စစ်စစ်ကြည့်မယ်ဆိုလို့ရှိရင်ဘဝမှာယတ္တိရေးအတွက်ပဲအဲ့ဒါကိုပါဠိစကားလုံးနဲ့ပစ္စယလို့ခေါ်တယ်ဘုန်းကြီးတွေကျတော့ပစ္စည်း၄ပါးလို့ပြောတယ်ပစ္စည်း၄ပါးဆိုတာဘဝမှာယတ္တိဖို့အထောက်ပံ့နေလူတွေရောကြည့်လိုက်မယ်ဆိုရင်လူတွေလည်းပစ္စည်း၄ပါးပါပဲလူတွေကြပစ္စည်း၄ပါးဆိုတာစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမမာရင်စေဝဒဆာရှိရမယ်အဲ့ဒီအရာ၄မျိုးဟာဘဝမှာတက်တန်းစိနေဖို့အတွက်လိုအပ်တယ်အဲ့ဒီ၄မျိုးကိုဖြစ်တင်းနိုင်ဖို့အတွက်လူဘဝရလာလို့ရှိရင်စီးပွားရှာချရတယ်စီးပွားပြည်မျက်စိဆိုဒီမှာမရသေးတဲ့ငွေကြေးဒနာကိုဘယ်လိုရအောင်ရှာမယ်ရှာပြီးသားတဲ့ငွေကြေးဒနာကိုဘယ်လိုတိုးပွားအောင်လုပ်မယ်အဲ့ဒါစီးပွားရေးမျက်စိပဲအတူချုပ်ပြောလိုက်မြတ်စွာဘုရားကလည်းအနာတိကတံဝါဘောကံအဓိကိစေယအဓိကတံဝါဘောကံဖတိန်ကရိယာဒီနှစ်ခုပဲဟောထားတာစီးပွားရေးမျက်စိဆိုဒီမှာမရသေးတဲ့ဥစ္စာဒနာငွေကြေးကိုဘယ်လိုရအောင်ရှာမယ်ရထားတဲ့ဥစ္စာဒနာငွေကြေးတွေဘယ်လိုတိုးပွားလောက်အောင်လုပ်မယ်ဆိုဒီအချက်နှစ်ချက်ဟာစီးပွားရေးမျက်စိလို့ခေါ်တယ်ခဏခေတ်မှာဆိုရင်တော့စီးပွားရေးအတွက်ကောလိပ်တို့တက္ကသိုလ်တို့တက်ပြီးတဲ့အခါမှာဤကိုယ်ပွဲကိုယူချရတာရှိတယ်ပေါ့စီးပွားရေးပညာရပ်တွေကကျေပြန့်လာတယ်ကျေပြန့်လာသည့်အတွက်ကြောင့်စီးပွားရေးပညာရပ်တွေကိုပြည့်မီအောင်လူတွေဟာဒီကြိုးစားပြီးတော့သင်ယူကြရတယ်အဲ့ဒီကြိုးစားသင်ယူမှုဟာစီးပွားရေးနဲ့ပတ်သက်ပြီးနားလည်ကျွမ်းကျင်မှုအမြင်ရှိမှုအတွက်ထောက်ကူဖြစ်စေဖို့ကြိုးစားသင်ယူကြရတာဖြစ်တယ်အဲ့လိုကြိုးစားသင်ယူတဲ့အခါမှာကိုယ့်ရဲ့ကြိုးစားအထောက်မှုကြောင့်စီးပွားဥစ္စာတွေမရသေးတာတွေရလာတယ်ရပြီးရင်တိုးတက်များပြားလာတယ်လို့ဆိုဒါအသေးချတယ်ပေါ့ဒါဖြင့်စီးပွားရယုံရအောင်ရှာတတ်ယုံနဲ့လူဘဝဟာပြည့်စုံမလားဆိုမပြည့်စုံသေးဘူးတဲ့မြတ်စွာဘုရားနောက်ထပ်မျက်စိအမြင်မျက်စိတစ်မျိုးရှိဖို့လိုသေးတယ်အဲ့ဒါကဘာလဲလို့ဆိုရင်ကိုယ်ချင်းတရားနဲ့ပတ်သက်တဲ့မျက်စိကိုယ်ချင်းတရားနဲ့ပတ်သက်တဲ့မျက်စိဟာဒီလောကလှုပ်တဲ့သလားမလှုပ်တဲ့ဘူးလားလောကဥပရိယအပြစ်ရှိသလားပြစ်မရှိဘူးလားတဘာဝတရားအရအပြစ်ရှိတဲ့အလုပ်လားအပြစ်ကင်းတဲ့အလုပ်လားဆိုတာကိုသိရှိနားလည်ပြီးအပြစ်မဖြစ်အောင်တရားတဲ့နိလန်းနဲ့ကိုယ်စိတ်ကိုကိုယ့်ရဲ့လုပ်ရတွေကိုထိန်းကျောင်းပေးဖို့ဆိုအဲ့ဒီအသိပညာအကောင်းဆုံးခွဲခြားတတ်တဲ့အသိပညာဒုတိယပညာမျက်စိရှိဖို့လိုတယ်အကယ်၍စီးပွားသာရှာတတ်ပြီးကိုကျင့်တရားပြပြသွားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ရှာထားတဲ့စီးပွားဟာမကြောင်ခင်မဲ့ပျက်စီးသွားတယ်မပျက်စီးတောင်မှလူလေကောင်မှာခုံသိက္ခာရှိတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလူလေကောင်မှာအစဉ်ပြေးနေအောင်တော့ဒီဘဝအပိတတ်သွားလို့နောက်ဘဝရတဲ့အခါမှာကောင်းတဲ့ဘုံကိုရောက်ဖို့ခက်ခဲရင်းသွားတယ်ဒီလိုဆိုလို့ဒီပေါ့အဲ့တော့မြတ်စွာဘုရားက
မျက်စိနှလုံးရှိဖို့ပညာမျက်စိပဂတိလူတွေမှာမျက်စိနှလုံးရှိတယ်တစ်လုံးနဲ့ရှိလို့ရှိရင်တစ်လုံးပြတ်နေရင်ဒုက္ခိတလို့ခေါ်ကြတာပဲနှလုံးစလုံးပြတ်သွားရင်တော့မျက်မမြင်သူကံဘဝရောက်သွားအဲ့ဒါလိုပဲစီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးဘဝမှာစီးပွားရေးမျက်စိနဲ့ရှိရမယ်ကိုယ်ချင်းတရားနဲ့ပတ်သက်တဲ့မျက်စိနဲ့ရှိရမယ်ဒီနှစ်ခုဟာစိုက်ပိုင်းစိုက်တစ်ခုနဲ့တစ်ခုထိန်းကျောင်းပြီးသွားရမယ်လို့သူတို့ဆိုလို့ထိန်းကျောင်းမှုမရှိဘူးဆိုလို့ရှိရင်ရေရှိတည်တတ်တဲ့စီးပွားရေးမရဆိုပါစို့မူရစေဝါနဲ့စီးပွားရှာတယ်ဆိုပါစို့စီးပွားဥစ္စာတွေတော့တိုးတက်လာတယ်သို့တော့တစ်ဖက်ကကြည့်မယ်ဆိုရင်အပြစ်ရှိတဲ့အလုပ်တွေကိုလုပ်နေသည့်အတွက်ကြောင့်အပြစ်ဒဏ်မရောက်သေးတဲ့အချိန်လေးမှာတော့စီးပွားဥစ္စာတွေတိုးတက်တယ်အပြစ်ဒဏ်သင့်လာပြီဆိုတဲ့အခါမှာရှိသမျှကုန်သွားပြန်ဒုက္ခရောက်သွားပြန်လူလောကအလယ်မှာလည်းပဲကောင်းရောင်းကောင်းဝယ်မဟုတ်သည့်အတွက်ကြောင့်လူဝင်ဆနိုင်တဲ့သဘောမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကစီးပွားရေးလေးရှာတတ်ရမယ်ကိုယ်လုပ်ငန်းကိုတရားမျှတမှုဆိုတဲ့ကိုယ်ချင်းတရားနဲ့လည်းထိမ့်သိမ့်ရမယ်ဓမ္မသာလည်းလူဘဝမှာစီးပွားဥစ္စာလည်းတိုးတက်တယ်ခုံကျက်တွေလည်းရှိတယ်ဆိုနှစ်ဖက်လုံးကပြည့်စုံတယ်ဘဝသင်္ကန်းစာယူတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးပြီးတော့ကိုယ့်ရဲ့ဘဝရေရှည်တိုးတက်ဖို့လှုပ်ဆောင်ကြရတာဖြစ်တယ်အဲ့ဒီလိုမြတ်စွာဘုရားဟောထားတဲ့အတိုင်းစီးပွားလဲကြိုးစားပြီးတော့ရှာတယ်ထိုရှာတဲ့အခါမှာအချက်၄ချက်နဲ့ပြည့်စုံကြပထမအချက်ကကျိုးပန်းအထုတ်ခြင်းနဲ့လုံလဝိရိယသူများတဲ့ပို့ရှိတယ်ဒုတိယအချက်ကရှာလို့ဖွေလို့ရလာတဲ့မိမိရဲ့ငွေကြေးတနာပစ္စည်းတွေကိုအလေလွင့်မရှိအောင်ထိမ့်သိမ့်တတ်ခြင်းတတိယတစ်ချက်ကရလာတဲ့ပစ္စည်းဥစ္စာတွေကိုဝင်ငွေထွက်ငွေမြတ်မြတ်တာသုံးစွဲတတ်ခြင်းဘတ်ချက်စရုဒ္ဓတစ်ချက်ကတော့ကိုယ်ချင်းတရားကိုထိမ့်သိမ့်ပေးမဲ့မိတ်ကောင်းဆွေကောင်းဂုဏ်ရှိသေးရှိပုဂ္ဂိုလ်မျိုးနဲ့လက်တွဲဆောင်ရွက်ခြင်းအဲ့ဒီအချက်၄ချက်ဟာဘဝယတ္တိမှုအတွက်အမတ္တမအရေးကြီးတယ်နောက်ဘဝအတွက်အရေးကြီးတယ်ဆိုတဲ့ထဲမှာကြတော့ဒီဘဝမှာရောနောက်ဘဝအတွက်ရောနှစ်ဘဝလုံးကောင်းမှုအတွက်ကြတော့အခု၄ချက်နဲ့တည်းမလုံလောက်သေးဘူးနောက်ဘဝကောင်းမှုအတွက်ဆိုလို့ရှိရင်တော့နံပါတ်1ကိုယ်ချင်းသီလရှိရမယ်ကိုယ်ချင်းသီလရှိရမယ်ကိုယ်ချင်းသီလကောင်းမှသာလဲလူတွေရဲ့ဒီတိုးတက်မှုဟာခိုင်မြဲတာဖြစ်တယ်ကိုယ်ချင်းသီလပြည့်ပြားသွားတာနဲ့ရှားထားတဲ့စီးပွားတွေဟာပြည့်ပြင်းတယ်နောက်တစ်ခုကတော့ယုံကြည်ချက်ခိုင်မာရမယ်တတ္ထာသမ္မရယုံကြည်ချက်ခိုင်မာရမယ်ပြီးတဲ့အခါကျတော့စာခသမ္ပရာလို့ခေါ်တယ်ကိုတူဦးတဲ့သုံးတာမဟုတ်ဘူးကိုရှာလို့ရလာတဲ့ပစ္စည်းကိုနံပါတ်1ကိုအတွက်ကိုချမ်းသာအောင်အသုံးပြုတယ်နံပါတ်2ကိုမိဘတွေကိုကျွေးမွေးဆောင်ရှောက်တယ်နံပါတ်3ကိုမိသားစုတွေကိုချမ်းသာအောင်ထားတယ်နံပါတ်4ကိုအိမ်မှာအလုံးလုံးတဲ့ကိုနဲ့မှီးပြီးတော့လက်တွဲနေရတဲ့ပုဂ္ဂိုလ်တွေချမ်းသာအောင်ထားတယ်နံပါတ်5မိတ်ဆွေသင်္ဃာတွေကိုတတ်နိုင်သမျှချီးရှုပေးတယ်နံပါတ်6ဒါနကောင်းမှုပြုတယ်အဲ့ဒီပုံစံနဲ့သွားဖို့လိုအပ်တယ်လို့ဆိုတော့ပေါ့နော်အဲ့ဒါလို့သွားဖို့ယုံကြည်ချက်ရှိရမယ်ကိုယ်ချင်းသီလရှိရမယ်စွန့်လွတ်မှုရှိရမယ်အသိပညာရှိရမယ်အသိပညာဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားသိတဲ့ပညာရ
လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိဘူးမလှုပ်တဲ့နာတွေကိုလှုပ်ပြီးဆိုရင်ဘာဖြစ်လဲမလှုပ်တဲ့နာလှုပ်သည့်အတွက်ကြောင့်ဒုက္ခရောက်တာပေါ့လှုပ်တဲ့နာမလှုပ်လို့ရှိရင်လည်းပဲကောင်းကျိုးချမ်းသာတွေကလက်လွတ်ဆုံးရှုံးသွားတယ်အဲ့တော့ရှောင်ရမယ့်ဟာရှောင်လုပ်ရမယ့်ဟာလုပ်ဒီနှစ်ခုဟာတစ်ခုစလုံးစုံမှုလိုရတယ်အဲ့ဒါဘာနဲ့ထိန်းလို့ဆိုပညာနဲ့ထိန်းရမယ်ဒါကြောင့်မို့ဘဝမှာပညာနဲ့ဥဆောင်ပြီးတော့တွားချရမှာဖြစ်တယ်ပေါ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းပဲလူဘဝရလာပြီဆိုရင်စီးပွားရေးမျက်စိလည်းရှိတယ်ကိုယ်ကျင့်တရားမျက်စိလည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလူလောကမှာတော့ ID ရဲ့ပန်းစမ်းလို့ခေါ်တယ်အကောင်းဆုံးစံပြုလောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်အဲ့လိုကြိုးစားအထောက်တဲ့လူဘဝမှာကြိုးစားလို့အောင်မြင်လာပြီဆိုတဲ့အခါလူသားတိုင်းဟာကိုလိုချင်တာဆိုတာဟာအဆုံးသတ်တာတော့မဟုတ်ရှိနေကြသေးတယ်လူချင်းစရာကောင်းတာတွေကလောကမှာအများကြီးပဲရှိတယ်သို့တော်မြတ်စွာဘုရားကဒီတုတ်တံမှာလူချင်းစရာလူတွေမျက်နှိုးတဲ့အရာနော်အချက်လက်တွေနဲ့ဖော်ပြထားတာရှိတယ်ကိုယ်နဲ့တိုက်ဆိုင်ရင်လည်းတိုက်ဆိုင်ပဲမတိုက်ဆိုင်ရင်လည်းမတိုက်ဆိုင်ဘာလို့လို့ဆိုရင်လောကလူတွေကတော့ဘာလူချင်းလို့ဆိုပတ်စံလူချင်းနဲ့ပဲပြောမှာပဲနော်ပတ်စံလူချင်းနဲ့ပဲပြောတယ်ပတ်စံတစ်ခုတည်းနဲ့အကုန်လုံးလို့ရလားဆိုမရအကုန်လုံးလို့မရပတ်စံရှိုံနဲ့အကုန်မဖြစ်ဘူးနော်ပတ်စံရှိပြီးမဖြစ်တဲ့အရာတွေအများကြီးရှိတယ်လေဒါဖြင့်လူချင်းစရာ10မျိုးကိုအရင်မှတ်သားကြည့်ဘာတွေလူချင်းစရာကောင်းလို့ဆိုရင်ဟုတ်တယ်နံပါတ်1ကစီးစိမ်ဥစ္စာအသုံးဆောင်ပစ္စည်းအိမ်ကောင်းကောင်းကားကောင်းကောင်းခုခေတ်စကားနဲ့ပြောပါစို့တိုက်အိမ်ကောင်းကောင်းကားကောင်းကောင်းအဝတ်စားကောင်းကောင်းနေစရာကောင်းပြည့်ပြည့်စုံစုံဝေကြေးတနာပြည့်ပြည့်စုံစုံဘောဂလို့ခေါ်တယ်လူအသုံးဆောင်ပစ္စည်းတွေလိုချင်တယ်လူတိုင်းဟာဘာလိုချင်လို့ဆိုရင်ဘောဂလို့ဆိုတဲ့စီးစိမ်ဥစ္စာစီးပွားဥစ္စာတနာကြွယ်ဝချမ်းသာမှုဒါကိုလိုချင်တယ်ဘယ်သူမေဒီဖြေရတော့ထွက်မှာပဲဖြစ်တယ်လိုချင်တာဟာစီးပွားဥစ္စာဒီထိုင်ပြည့်စုံမှုအတွက်ဒါလိုချင်တယ်နောက်တစ်ခုလိုချင်တာဘာလို့ဆိုလူတိုင်းဟာလှလှပပနေချင်ကြတယ်ဘယ်သူမှအယုံမဆိုးကြဘူးလှတယ်လို့ပြောရင်လူတိုင်းကြိုက်တယ်ချောလိုက်တာလှလိုက်တာခံညာလိုက်တာအသားရည်ကစိုးပြေလိုက်တာဆိုရင်လူတိုင်းကြိုက်တယ်အဲ့တော့စီးပွားဥစ္စာပြည့်စုံပြီးတဲ့နောက်မှာလူတွေလိုချင်တာကအလှအပပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ငွေကြေးတနာတွေအကုန်ချခံပြီးတော့သွားပြီးတော့မေးရိုးပြင်ရတာနဲ့နှာခေါင်းရိုးပြင်ရတာနဲ့အနာခံပြီးတော့ပြင်းနေကြတာလေအဲ့တော့လူလိုချင်တာဘာလို့ဆိုအလှပလိုချင်ကြတာတော့သိချာလူတိုင်းဟာလှချင်တယ်ပချင်တယ်နော်သွားပြီးတော့ plastic surgery တို့ခုခေတ်ဟာတွေနဲ့အလှပြင်းကြတယ်နောက်ဆုံးမှာပရေတွန့်ရင်တော့ဘိုတောက်ဆိုဆေးထိုးပြီးတော့အလှပြင်းနေအဲ့တော့လူတွေလူချင်တဲ့အရာတစ်ခုဟာမြတ်စွာဘုရားဖော်ပြတာနဲ့ကြိုက်တယ်နံပါတ်1ကစီးပွားဥစ္စာနံပါတ်1ကလှပမှုနံပါတ်3ကဘာလို့ဆိုရင်လူဟာမကျမ်းမာရင်ဘာမှအသုံးမဝင်ဘူးဒါကြောင့်မို့ယောဂကင်းပြီးတော့ကျမ်းမာခြင်းကိုလည်းလူတိုင်းကကြိုက်တယ်ယောဂကင်းရင်လည်းကျမ်းမာခြင်းလည်းဒါလူရဲ့ဆန္ဒမှာယောဂကင်းမှုကျမ်းမာမှုဆိုတာကိုမျှော်လင့်ကြတယ်လိုချင်ကြတယ်အဲ့ဒီ1 2 3ဆိုတဲ့ဒီအချက်တွေကတော့အားလုံးသဘောတူလိမ့်မယ်လို့ထင်တယ်မြတ်စွာဘုရားဟောထားတယ်1 2 3အားလုံးသဘောတူကြနံပါတ်4ကျတော့မြတ်စွာဘုရားဘာပြောတော့ဆို
ဘဝတစ်ခုမှာရေရှည်ကောင်းမှုအတွက်ကိုကျင့်တရားဒါကတော့လူတွေလိုချင်တာလားမြတ်စွာဘုရားကလိုအပ်တဲ့အရာအဖြစ်ဖြစ်ဆွတ်တာလားဆိုတာစဉ်းစားကြည့်ပေါ့ကိုကျင့်သီလမရှိဘူးဆိုလို့ရှိရင်လူလောကထဲမှာဂုဏ်သိက္ခာမရှိတော့ human dignity ဆိုတာလူရဲ့ကိုကျင့်တရားလူရဲ့ human morality ကိုကျင့်သီလဟာသိအရေးကြီးခဏခေတ်ကလူတွေကတော့ကိုကျင့်သီလဘလို့နေ human right ပဲတောင်းနေကြတာနော်ကိုရဲ့စိတ်နေသဘောထားအပြုမှုဆောင်ရွက်မှုတွေကဘလို့နေ human right ဆိုတာရွက်တောင်း human dignity ကိုတောင်းတဲ့လူတယောက်မှမရှိဘူးကမ္ဘာမှာလူအခွင့်အရေးသာတောင်းနေတဲ့လူရဲ့ဂုဏ်သိက္ခာရှိအောင်နေရလားဆိုတာကြတော့မစဉ်းစားဘူးနော်အဲ့တော့သီလဆိုတာ human dignity ပဲလူသားရဲ့ဂုဏ်သိက္ခာရှိရလားအဲ့ဒါလဲလိုအပ်တဲ့အရာတစ်ခုဖြစ်တယ်နံပါတ်5ကျတော့ဘာတော့ဆိုရင်မြင့်မြတ်ဖြူစင်တဲ့ကိုချင်းတရားတမန်အပြင်ပြောမယ်ဆိုလို့ရှိရင်လူသိက္ခာကိုချင်းတရားဆိုတာထပ်ပြီးတော့ပြောတယ်ထင်မယ်ဒီဗြဟ္မစရိယဆိုတဲ့ပုဂ္ဂိုလ်စလိပစီဆိုတာအိမ်တော်မပြုတ်တဲ့ဂုဏ်သိက္ခာရှိအိမ်တော်မပြုတ်ပဲနေခြင်းကလည်းပဲဗြဟ္မစရိယလို့ခေါ်တယ်အိမ်တော်တော့ပြုတ်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့သာနေထိုင်တယ်တခြားကျွလွန်မှုတွေမလုပ်ဘူးအဲ့ဒါလည်းဗြဟ္မစရိယပဲနော်အဲ့တော့လူဖြစ်လာလို့ရှိရင်အိမ်တော်မပြုတ်ပဲနေတဲ့လူကတော့ရှာကောင်းရှာလိမ့်မယ်လူပြိုကြီးမလုပ်ဘူးကမလို့ရှင်လည်းနေပါစေအိမ်တော်ဘက်ကိုကျူးကျော်ပြီးတော့အိမ်တော်ဘက်ကိုကျူးကျော်ပြီးတော့အိမ်တော်ဘက်မဟုတ်သူနဲ့မပြစ်မှားဘူးဆိုလို့ရှိရင်ဒါဗြဟ္မစရိယလို့ခေါ်တယ်အဲ့ဒါလည်းလူလောကမှာလိုအပ်တယ်တဲ့ဂုဏ်သိက္ခာတစ်ခုပဲလူတွေရဲ့ဂုဏ်သိက္ခာတစ်ခုလို့ဆိုအဲ့လိုမဟုတ်ဘဲနဲ့အိမ်တော်ဘက်မဟုတ်သူတဲ့ပုဂ္ဂိုလ်နဲ့ဖြစ်ပြပြီးဆိုရင်ဂုဏ်သိက္ခာကျဆင်းသွားဒီနေရာမှာဗြဟ္မစရိယဟာလူတွေရဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်လို့နံပါတ်5မှာမြတ်စွာဘုရားထည့်ဟောထားတယ်နော်နံပါတ်6ကျတော့ဒါကိုရေးကိုယ်တာကိစ္စတွေပြီးသွားပြီနံပါတ်6ကစပြီးတော့ဘာလိုအပ်တော့ဘဝမှာမိတ်ကောင်းဆွေကောင်းဆိုတာလိုအပ်တယ်မိတ်ကောင်းဆွေကောင်းမရှိရင်အရာရာမှာဂုဏ်သိက္ခာမရှိဘူးငွေဘလောက်ရှိမိတ်ကောင်းဆွေကောင်းမရှိဘူးဆိုရင်လူဘဝမှာငုံတိတိဖြစ်တယ်ပေါ့နော်လုံးတိဖြစ်လာတယ်ကိုယ်မှမိတ်ကောင်းဆွေကောင်းမရှိဘူးဆိုအဲ့လိုဖြစ်တာမဟုတ်လောကမှာအေတုပူအမြတ်သွားပဲလာပဲမိတ်ကောင်းဆွေကောင်းဆိုတာဟာနံပါတ်6အနေနဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်လိုချင်စရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဟုတ်ပြီမိတ်ကောင်းဆွေကောင်းရှိပြီးတဲ့အခါလူဖြစ်လာပြီဆိုလို့ရှိရင်ဟိုဟာမေးလိုက်လည်းမသိဘူးဒါမေးလိုက်လည်းမသိဘူးဘဟုတုတမရှိဘူးအကြမ်းမြင်ဘဟုတုတနဲတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းနလပိန်တုံးလို့ပြောခံရမှာဖြစ်တယ်ဒါကြောင့်မို့ခဏခေတ်မှာကိုနလပိန်တုံးမဖြစ်အောင်လူဟာမျက်စိဖွင့်နားဆွင့်ထားတာဖြစ်တယ်နေ့စဉ်နဲ့မြသတင်းစာတွေဖတ်ကြရတယ်နော်သတင်းစာတွေဖတ်တယ်သတင်းတူသတင်းဦးကြည့်ကြရတယ်ဘောဓုတရအောင်စီးပူးရတယ်ဘယ်နေရာမှာဘာဖြစ်တယ်ဘယ်နေရာမှာဘာဖြစ်တယ်ဆိုတာသိနေအောင်ဒါတွေနားထောင်နေတာဒါဘာဘောဓုတလို့ခေါ်တယ်နော်အဲ့ဒါလို့ general knowledge သာသာအရာ general knowledge ဆိုအရာကိုသိတတ်တဲ့အသိပညာတွေရရှိအောင်သင်ယူမှတ်သားကြရတယ်
ထမင်းချက်တာဟင်းချက်တာမုံလုံးထားကအစနော်မလုပ်တတ်ဘူးဆိုတာမရှိအောင်အလုံးလိမ္မာကျွမ်းကျင်မှုဆိုတဲ့ဘုဒ္ဓတွေကိုရှာဖွေစီးဖို့အထောက်ဒါလဲလူတွေအတွက်လိုအပ်ချက်ပဲလိုအပ်ချက်တစ်ခုနောက်နံပါတ်၈ကျတော့ဘာလို့ဆိုရင်ဒီတဲ့ပို့အရေးကြီးတာစဉ်းစားတွေးခေါ်တတ်တဲ့အသိပညာဟာတော့အရေးကြီးဆုံးပဲဘာကြောင့်လို့ဆိုရင်လောက်ပဲပညာတွေသင်ထားexperience ဆိုတဲ့ဘဝရဲ့အတွေ့အကြုံတွေပေါ်မှာမှန်ကန်စဉ်းစားနိုင်တဲ့ wisdom ဆိုတဲ့ပညာမရှိဘူးဆိုရင်မှားရွေးနေလို့တတ်တယ်ဒါကြောင့်မှားရွေးမဖြစ်ရအောင်ဒီဘဝလည်းကောင်းမှုနောက်ဘဝလည်းကောင်းမှုလူလောကလည်းမှလူဝင်ဆတ်မှုဆိုတော့အသိပညာလို့ခေါ်တဲ့အရာရာမှာဆင်ញင်သုံးသပ်တတ်တဲ့ဉာဏ်ပညာဟာလည်းပဲလူတွေအတွက်တမိုးမဖြတ်နိုင်တဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်ဒါလည်းလိုအပ်တာနော်ဟုတ်ပြီသိပညာရှိပြီနောက်လိုအပ်ချက်ကဘာတော့ဆိုလို့ရှိရင်နောက်လိုအပ်ချက်ကကုသိုလ်ကမ္မပဋ္ဌာန်းတရားလို့ခေါ်တယ်လူတွေလိုက်နိုင်ရမယ်အကျင့်တရား10ပါးလူဖြစ်လာပြီဆိုလို့ရှိရင်လူသားတရားတွေဟာသူများအသက်မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတော်သားမယားမပြစ်မှားရဘူးကာယကံအကျိုးစီးပွားသူများတွေပြတ်တော့အောင်လိမ်ပြီးတော့မပြောရဘူးတစ်ဖက်သားတဦးနဲ့တူမိတ်ဆွေတွေကွဲပြဲတော့အောင်မပြောရဘူးလူတယောက်ကိုချမ်းတမ်းရိုင်းပြစွာမဆဲရဘူးခုခေတ်ဆိုဆဲတာတွေတော်များတယ်နော်ဆဲတာတွေတော်များတယ်မဆဲရဘူးအကျိုးမရှိတဲ့စကားတွေနဲ့အချိန်မဖြုံးရဘူးအကျိုးရှိတဲ့စကားတွေအချိန်ပြောရမယ်သူတော်ဘာပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘမရှိစေရဘူးတစ်ဖက်သားကိုပျက်စီးစေလိုတဲ့မုန်းတီးတဲ့ဒေါသမရှိစေရဘူးကံကံဤကျိုးကိုညှင်းပယ်တဲ့ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားရဲ့အကျိုးရှိတယ်ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အမြင်ရှိဖို့လိုအပ်တယ်အလုံးပေါင်းလိုက်ရင်10ချက်ခေါ်တယ်ဒါကကုသလကမ္မပဋ္ဌာန်းတရား10ပါးလို့ပြောတာနော်အဲ့ဒါအရေးကြီးတယ်လူဖြစ်လာပြီဆိုရင်ကုသလကမ္မပဋ္ဌာန်းတရား10ပါးနဲ့လိုက်နာဓမ္မဆိုဓမ္မောဟဝေရခတိဓမ္မစာရီကောင်းတဲ့လူတယောက်ရဲ့ကောင်းကျိုးချမ်းသာရဖို့အတွက်ဒီဓမ္မတွေကအကျိုးပြုသွားမှာစားတဲ့အစာအာဟာရတွေလူကျမ်းမာဖို့အတွက်အကျိုးပြုတယ်လို့ပဲကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်ပေါ်တဲ့တရားတွေဆိုပါစို့သူများအသက်မတတ်ဘူးရှောင်တယ်နော်သူများဥစ္စာမခိုးဘူးရှောင်တယ်သူတော်ဘာသားမယားမပြစ်မှားဘူးရှောင်တယ်အဲ့ဒီရှောင်ကျင်မှုကုသိုလ်တရားတွေဟာကိုယ်ဟာအလားတူကိုယ်တတ်မဲ့လူမရှိဘူးနော်ကိုယ်ပစ္စည်းကိုမတရားလာယူတယ်လူမရှိဘူးခုံသိက္ခာကျဆင်းတဲ့အလုပ်တွေကိုယ်မှမဖြစ်ဘူးဩဒီလိုအကျိုးတွေဖြစ်လာနှုတ်နဲ့ပတ်သက်တဲ့လိမ်ပြောခြင်းဂုံးတိုက်ခြင်းဆဲရိတ်တိုင်းထွာခြင်းမမှန်မကန်တွေအကျိုးမဲ့တဲ့စကားတွေကိုပြောဆိုခြင်းတွေမရှောင်ရှားမယ်ဆိုရင်လူတယောက်ဟာမန္တာပဲပြောတယ်တူနဲ့တူညီညွတ်အောင်ပဲပြောတယ်ရှင်ကျေးလိမ္မာစွာသာပြောတယ်အကျိုးမဲ့တဲ့စကားတွေကိုမပြောဘူးဆိုလို့ရှိရင်ဘဝမှာနာမချမ်းသာတဲ့အလုပ်တွေကိုယ်မှတစ်ခုမှဖြစ်သူတစ်ပါးပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘမဖြစ်ဘူးလူကုန်သိက္ခာတက်တစ်ဖက်သားပြက်လို့ပစ္စည်းလှုပ်တာမျိုးချင်းထဲတာကစကြောက်တွန်းတာအထိနော်ခုခေတ်ကချင်းရောကြောက်ရောနှစ်ခုစလုံးရှိတယ်ပေါ့
ကျင်းနဲ့ထဲတယ်၆ထဲနဲ့ချာအဲ့ဒါမျိုးတွေမရှိဘူးဆိုလို့ရှိရင်လည်းဒုက္ခသိက္ခာပြေသွားတယ်နောက်ဆုံးကတော့ကိုကောင်းတာလို့ရင်ကောင်းတဲ့အကျိုးမကောင်းတာလို့ရင်မကောင်းတဲ့အကျိုးဆိုလိုတာကကိုယ်စိတ်ထဲမှာကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီပုံရိပ်ကပဲကိုယ်ပုံဖော်မှာပဲဖြစ်တယ်ပေါ့မကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီမကောင်းတဲ့ပုံရိပ်ကကိုယ်ပုံဖော်မှာပဲဖြစ်တယ် CCTV ထဲမှာကိုပါလောက်တယ်လေအဲ့ပုံရိပ်ကပေါ်တာပဲလေအဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာရင်ကောင်းတဲ့အတွေးတွေဆိုရင်ကောင်းတဲ့ပုံရိပ်တွေပေါ်မယ်မကောင်းတဲ့စိတ်နေသဘောထားတွေဆိုရင်မကောင်းတဲ့ပုံရိပ်တွေပေါ်နေမှာပေါ်နေရင်ဒီကောင်းမကောင်းဟာကိုယ်နဲ့မပတ်သက်ဘူးမဟုတ်ဘူးတနေ့ကျတော့ဒီပုံရိပ်တွေကပေါ်လာမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းတာလုံးမှကောင်းရိပ်ပေါ်မယ်မကောင်းတာလို့ရင်မကောင်းတဲ့ပုံရိပ်တွေပေါ်လိမ့်မယ်ဆိုတဲ့သိမြင်တဲ့အသိပညာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကတာတမ္မာဒိဋ္ဌိကံနာလင်ကိုယ်နဲ့သက်ဆိုင်တယ်ဆိုတာကိုလက်ခံအဲ့ဒီ10မျိုးကိုဓမ္မကုသလကမ္မပဋ္ဌတရား10ပါးဓမ္မလို့ခေါ်တယ်အဲ့ဒါရဲ့ဆန့်ကျင်ဘက်ကိုအဓမ္မလို့ခေါ်တယ်နော်အဲ့တော့လောကမှာလူဖြစ်လာလို့ရှိရင်ဓမ္မတိုင်းသွားဖို့လိုအပ်တယ်ဒီ10ချက်ကိုလိုက်နာဖို့လိုအပ်တယ်အဓမ္မလုပ်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဆိုးကျိုးတွေနဲ့လာနိုင်တယ်ပေါ့နောက်ဆုံး10နံပါတ်အချက်ကြတော့ဘာလို့ဆိုရင်သေသည်ချမဲ့နိုင်ကောင်းရသူဒီဘုံလူတွေမှာဆုတောင်းကြတယ်မို့လားဘဝကူးကောင်းပါစေနဲ့ဆုတောင်းကြဘဝကူးကောင်းပါစေဆိုဘာဆုတောင်းတာတော့ဆိုလူဘဝပြန်ရောက်ရင်လည်းဘဝကူးကောင်းတယ်လို့ခေါ်ရမယ်နတ်ဖြစ်တယ်ဆိုရင်လည်းဘဝကူးကောင်းတယ်လို့ဆိုရမယ်နော်အဲ့ဒီလိုဒီဘဝအဆုံးသတ်သွားလို့ရှိရင်လည်းနောက်ဆုံးမျှော်လင့်ချက်ကတော့ဘာလို့ဆိုဘဝကူးကောင်းပါစေပဲဆုတောင်းပေးကြအဲ့ဒီဘဝကူးကောင်းခြင်းနောက်ဆုံးမှလူတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ကဒါပဲလေသေသည်ချမ်းပဲနဲ့ကောင်းရပုံရောက်ပါစေပေါ့ရောက်ဖို့အတွက်ဒါလူတွေလိုအပ်တဲ့ချက်ပဲဟောလားလူတိုင်းဟာဒီ10မျိုးလိုချင်နေကြအဲ့ဒီ10မျိုးဟာဆူတောင်းရုံတသက်နဲ့ရနိုင်လားဆိုမရနိုင်ဘူးဒါကြောင့်လိုချင်တာရရှိဖို့အတွက်ဘာလုပ်ရမလဲအဲ့ဒီလိုချင်တာတွေကိုရရှိဖို့ရအတွက်ရစေနိုင်တဲ့အကြောင်းတရားကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုလိုတယ်ငွေလိုချင်ငွေရတဲ့နိလန်းရှားတာပဲမဟုတ်လားရိုးရိုးတွေ့မယ်ဆိုရင်အစာအာဟာရစားခြင်းစားလို့ရတာကိုရှာကြရတာပဲလေအဲ့တော့မြတ်စွာဘုရားကအခုလိုချင်စရာကောင်းတဲ့အချက်တွေနဲ့ပတ်သက်ပြီးတစ်ခုချင်းရှင်းပြသွားတယ်အဲ့ဒါကိုမှတ်သားဖို့လို့ပေါ့နော်နံပါတ်1အသုံးဆောင်ပစ္စည်းစီးပွားဥစ္စာငွေကြေးတနဒါတွေကိုရချင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဥဋ္ဌာဏအနာလတယံမင်းမပြေးနဲ့တဲ့ကြိုးစားပြီးရှာဒါရခြင်းအကြောင်းပဲเนาะမပြင်းနဲ့ကြိုးစားပြီးအထောက်ပစ္စည်းဥစ္စာတွေတိုးတက်ခြင်းနဲ့အိမ်ကောင်းကောင်းနေခြင်းနဲ့ရင်ကောင်းကောင်းစီးခြင်းနဲ့အလုပ်ကြိုးစားရင်ရလာမှာသူဆိုလို့ဥဋ္ဌာဏသူများတဲ့ကြိုးစားတယ်သူများတဲ့ကြိုးစားအနာလတယမပြင်းဘူးပြင်းတယ်ဆိုတဲ့လူကပါတော့ဆိုမနဲ့အိယာထားရင်လည်းစောစောမထားဘူးပြင်းတယ်ရှာတိဝုရုအေးလို့ရှင်လည်းအေးလို့ဆိုအလုံးမသွားခြင်းပူရင်လည်းပူလို့ဆိုပြီးအလုံးမသွားဘူးထမင်းစားရင်လည်းထမင်းစားလို့ဆိုပြီးတော့အလုံးမသွားဘူးဒါဖြင့်ထမင်းကျွေးလိုက်လို့ဝါသွားရင်လည်းဗိုက်လေးသေးလို့ဆိုပြီးတော့အလုံးမသွားဘူးသူ့မှာဆင်ကြီးတွေနဲ့ကြည့်ပဲစောလွန်သေးတယ်မိုးချုပ်သွားပြီထမင်းမစားရသေးလို့ထမင်းစားလို့ဗိုက်လေးသွားပြီအိတ်ချင်သေးတယ်ဆိုတော့အဲ့ဒီလိုအကြောင်းပြနေနဲ့လုပ်ငန်းတစ်ခု
ပြည့်စည်အောင်မလုပ်တဲ့ပုဂ္ဂိုလ်မျိုးဟာစီးပွားဥစ္စာမရနိုင်ဘူးမြတ်စွာဘုရားဟောတယ်ဒီထဲမှာဘေးရင်ဆရာသွားမေးပြီးတော့စီးပွားဥစ္စာရှာမယ်ဘယ်ရောက်ပန်သွားရမယ်ဘယ်လိုအစင်းရောင်ဝတ်သွားမယ်ဆိုတာဒီတော့မပါဘူးเนาะဒီထဲမှာမပါဘူးမြတ်စွာဘုရားကဗာပြောဥဋ္ဌာဏအနာလတယံမပြည့်မီကြိုးစားအထောက်မှုသည်စီးပွားဥစ္စာတိုးတက်ခြင်းအကြောင်းဖြစ်သည်ဒါကြောင့်မို့လိုချင်တာရဖို့အတွက်အကြောင်းတရားဟာဒါပဲဒါဆိုရတယ်နောက်တစ်ခုကလှခြင်းတယ်လှခြင်းရင်ဘာလို့ရမလဲဆိုမန္တနာဝိဘုဒနာတဲ့လှအောင်ပြင်တတ်ရမယ်ခုနလောက်ထိအောင်လှုပ်ရှားတော့မလိုပါဘူးအဝတ်စားလှလှလေးဝတ်စတိုင်ကြကြခေါင်းဖီးနော်ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေနဲ့လှုပ်လှအောင်လို့လှအောင်နေထထိုင်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့တချို့ကဖြစ်သလိုနေတာရှိတယ်မြန်မာနိုင်ငံကိုအင်္ဂလိပ်တွေဗြိတိရှတွေလာပြီးတော့အုပ်စိုးတဲ့အချိန်မှာတခါကြီးတယောက်ကပြောဘူးတယ်ဒီအင်္ဂလိပ်လူမျိုးတွေဟာသူတို့နိုင်ငံမှာတော်ရောဝတ်တော်ရောစားတဲ့ကောင်တွေလည်းရှိတယ်နေကြတယ်သို့တော့ဗမာပြည်လာတဲ့လူတွေကြတော့ဗမာတွေအထင်ကြီးအောင်လို့ဆိုပြီးတော့စပင်လေးကိုပြိနေအောင်ဖီးတယ်နော်တိုက်တိုင်းနဲ့အဝတ်နဲ့ဘိုးချနင်းနဲ့စတိုင်ကြကြနေပြတယ်အထင်ကြီးအောင်လုပ်တာဒါကြောင့်မို့အဲ့ဒါလည်းလိုတော့လိုအပ်တာပဲရုံသွားပြီးရုံတက်ပြီးဆိုရင်စတိုင်ကြကြတက်ဖို့လိုတယ်လို့ဆိုရင် boss ကတောင်းရောဝတ်လာတဲ့ဆိုရင်ရုံကလူတွေလေးစားမှာမဟုတ်ဘူးနော်အဲ့ကြောင့်မို့ဘာပဲဖြစ်ဖြစ် तू ကမန္တနာဝိပုဒနာပြင်းပြင်းစင်စင်အလှပြင်ပြီးတော့နေထိုင်ရမယ်အဲ့ဒါဟာအစင်းလှခြင်းရဲ့အကြောင်းပဲအိမ်မှာလဲတတရရပြင်ဆင်နေနေတယ်စားတဲ့နေရာမှာလည်းပဲတတရရတန်တန်ရှင်းရှင်းနေတယ်ပြင်းပြင်းစင်စင်ရှိတယ်ကိုနေတဲ့ဝင်းချံလည်းပဲအမိုက်တဲ့တွေရှုပ်ထွေးမနေပဲနဲ့သစ်ပင်လေးတွေပန်းအိုးလေးတွေနဲ့လှလှပပနေတယ်ဒါမန္တနာဝိပုဒနာဒါလည်းဂုဏ်သိက္ခာတစ်ခုပဲเนาะဒီတိုင်းနေပြီးတော့လှကျင်လို့မရဘူးပြင်မိုးစမှုလိုအပ်တယ်နောက်ကျမ်းမာခြင်းဘာလို့ရမလို့မြတ်စွာဘုရားတပ္ပယကရိယာတခွန်းနဲ့ပဲဟောတာတပ္ပယကရိယာကျမ်းမာရေးအတွက်အထောက်အကူပြုအောင်နေတတ်စားတတ်ရမယ်လို့သူဆိုလို့တပ္ပယကရိယာအကျိုးဖြစ်ထွန်းအောင်ပြုတတ်ရမယ်အဲ့တော့ယောဂကင်းပြီးတော့ဒီကျမ်းမာခြင်းနဲ့ဆိုလို့ရှိရင်ယောဂဖြစ်မဲ့အစားအစာမစားနဲ့ရှောင်ယောဂဖြစ်တဲ့အနေအထားမျိုးနဲ့မနေနဲ့ကိုယ်ကျမ်းမာရေးကိစ္စရမယ်တပ္ပယကရိယာဆိုတဲ့စကားလုံးကကိုယ်နဲ့အစဉ်ပြေမဲ့အနေထိုင်အစားတော့ဒါဟာအရေးကြီးတယ်အဲ့လိုနေမှယောဂဝေဒနာတွေကင်းမယ်ဟောတာသူ့အကြောင်းတရားပဲနော်တပ္ပယကရိယာအာရောချတအာဟာရောတပ္ပယကရိယာကိုယ်နဲ့သင်လျော်အောင်ပြုမှုနေထိုင်စားတော့ခြင်းဟာအာရောချတအာဟာရောကျမ်းမာခြင်းရဲ့အကြောင်းတရားပဲကျမ်းမာခြင်းဒီလိုနေရလူကတော့ကျမ်းမာခြင်းနဲ့စားကျင်တာတွေစားနေကျင်တာနေအဲ့ဒီလိုဆိုရင်တော့ကျမ်းမာမှုရမှာမဟုတ်ဘူးလို့တို့ဆိုနောက်တစ်ခုနံပါတ်၄ကလျာဏမိတ်တတာသီလနာအာဟာရောတဲ့ကိုချင်းတရားကောင်းမှုဆိုတဲ့အခါကျတော့မိကောင်းဆွေကောင်းလိုအပ်သေးတယ်တဲ့မိကောင်းဆွေကောင်းဘာကြောင့်ဒီလိုပြောတာတော့ဆိုလူဆိုတာတဏှာနာနီတဏှာမုတ်ဆိုးနာနီမုတ်ဆိုးဆိုတော့နော်ကိုယ်ပတ်ဝန်းကျင်နောက်မှာကိုချင်းတရားဟာပါသွားတယ်အေးမုတ်ဆိုးနာနီရင်မုတ်ဆိုးဖြစ်သွားတယ်တဏှာနာနီရင်တဏှာဒါဗမာစကားမှာပတ်ဝန်းကျင်မှာကိုမိတ်ဆွေတဲ့တောက်တစားရတဲ့လူနဲ့ပေါင်းရင်ကိုလည်းမကြခင်တောက်တစားတတ်သွား
ကိုချင်းသီလပြတ်သွားအေးတရားနာတဲ့ဥပုသ်ဆောင်တဲ့ဘာသာတရားလေးစားတယ်ဆိုတဲ့ပုဂ္ဂိုလ်နဲ့နေရင်ကိုယ်လည်းဘာသာတရားလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဒါကြောင့်မို့ကလျာဏမိတ်တာမိတ်ကောင်းဆွေကောင်းရှိမှုဟာကိုချင်းသီလအတွက်အကြောင်းတရားဖြစ်ပါတယ်မိတ်ကောင်းဆွေကောင်းရှိမှကိုချင်းသီလနဲ့ပြည့်စုံတာဖြစ်တယ်နောက်တစ်ခုအိန္ဒြိယတံဝရောဗြဟ္မစရိယတအာဟာရောဗြဟ္မစရိယလို့ဆိုတဲ့မြင့်မြတ်တဲ့နေထိုင်မှုဒီနေရာမှာလူအလုံးနဲ့သက်ဆိုင်တယ်ဆိုဗြဟ္မစရိယဆိုတာကိုယ်အိမ်တောင်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားဘူးအမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေကိုယ်အိမ်တောင်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားတဲ့အနေအထားမျိုးကိုမြင့်မြတ်တဲ့နေထိုင်မှုလို့ခေါ်တယ်အဲ့ဒီမြင့်မြတ်တဲ့နေထိုင်မှုရရှိဖို့အကြောင်းကတော့ဘာလို့ဆိုအိန္ဒြိယတံဝရောတဲ့ကိုယ့်ရဲ့မျက်စိနာနာလျှာကာယမနဆိုတာကိုထိန်းချုပ်ဖို့လိုအပ်တယ်သီလနဲ့စောင့်ထိန်မှုထိန်းချုပ်ဖို့တတိနဲ့ထိန်းချုပ်ဖို့လိုအပ်တယ်တတိနဲ့ထိန်းချုပ်ဖို့ဆိုတာမျက်စိကကြည့်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကနားထောင်ပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဆိုလိုတာမဆိုင်တဲ့လူနဲ့သွားညှိသွားရတယ်မညှိအောင်နေလို့ဆိုလိုတယ်ပေါ့နော်အဲ့လိုတတိနဲ့ကိုယ်စိတ်ကိုအိန္ဒြေကိုထိန်းခိုင်းတယ်ဆိုတာမျက်စိနဲ့မြင်တဲ့အဆင်းအာယုံပေါ်မှာတတ်မဲ့တာတွေမဖြစ်အောင်မုန်းထိတာမဖြစ်အောင်အတန်ပေါ်မှာမုန်းထိတာတတ်မဲ့တာမဖြစ်အောင်အနံ့ပေါ်မှာအရသာပေါ်မှာအထီးတွေးပေါ်မှာစိတ်ကူးကြံစည်မှုတွေပေါ်မှာကိုယ်စိတ်ထဲမှာတွေ့တာမှုတွေမုန်းထိမှုတွေမဖြစ်အောင်ထိန်းသိမ်းဆောင်ရှောက်ရမယ်တဲ့ဒါမှကိုယ့်ရဲ့ဗြဟ္မစရိယဆိုတဲ့မြင့်မြတ်တဲ့အနေအထားတစ်ခုဟာခိုင်မာမှာဖြစ်တယ်လို့မြတ်စွာဘုရားဟောတာယဟန်နေဆိုလည်းပဲထို့တူပဲဆုံးမတယ်မြတ်စွာဘုရားအိန္ဒြိယတံဝရဆိုတာလောဘဒေါသမဖြစ်အောင်တတိနဲ့ထိမ့်ဖို့လိုတယ်စိတ်ထဲမှာဖြစ်ပေါ်လာရင်တော့မှဒါမသိတော့ဘူးသိတော့တဲ့အရာမဟုတ်ဘူးကိုယ်စိတ်ကိုချိုးနိုင်ပေးရမယ်စိတ်ထဲမှာဖြစ်ပေါ်လာရင်ကိုယ်ပဲလက်မခံရဘူးချိုးနိုင်ရမယ်ဒါကိုတံဝရလို့ခေါ်တာတံဝရအဓိပ္ပာယ်ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်ချင်ကြိုက်တဲ့မန္တလေးကပိုးချင်ကြိုက်တဲ့မှတ်တာချင်ကြိုက်တဲ့မန္တလေးမှာတဲ့ရိုးအိတ်ထာကိုပြောပါမယ်ချင်စေးထွန်းတာတွေပါတွေတော့မပြောတော့ဘူးเนาะဘာလို့ရတော့ဆိုချင်မကိုင်းအောင်ဘာလို့ရလဲဆိုချင်အောင်ချကြအဲ့ဒါချင်မဝင်နိုင်အောင်ချင်အောင်ထားတာအဲ့တော့ကိုချင်မကိုင်းအောင်ဘာလို့မလို့ချင်ထောင်နဲ့အိတ်မယ်ချင်ထောင်ပြီးတော့ချင်အောင်နဲ့အိတ်တယ်ချင်အောင်နဲ့ဝင်အိတ်တယ်အဲ့ဒါဟာပိတ်ဆို့ခြင်းတစ်ခုပဲချင်မလာအောင်ပိတ်ဆို့ခြင်းဟာချင်တောင်နဲ့အိတ်ခြင်းပဲဖြစ်တယ်ကဲအဲ့ဒီထဲမှာချင်ဆိုတဲ့ကောင်ကအပေါက်ရှာပြီးတော့ဝင်လာတယ်ဝင်လာလို့ရှင်ချင်တောင်နဲ့ကချင်ကိုထုတ်ဆောင်ရမယ်အဲ့ဒါလိုပဲလူတွေရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်ကလေးမဝင်ရအောင်ကြိုတင်ပြီးတော့ပိတ်ဆို့နော်ချင်တောင်ထောင်တယ်လို့ပဲမကောင်းတဲ့စိတ်မဝင်အောင်ကြိုတင်ပြီးတော့ပိတ်ဆို့တာတံဝရလို့ခေါ်တယ်မတော်တဆဖြစ်လာပြီဆိုလို့ရှိရင်တွန်းထုတ်ဖယ်ရှားပြအောင်အဲ့ဒီဟောတွန်းထုတ်ဖယ်ကိုချင်အောင်နဲ့ချင်ဝင်လာလို့ရှိရင်မောင်းထုတ်အောင်အဲ့ဒီလိုမကောင်းတဲ့ဘက်မှာစောင့်စည်းမှုနဲ့ဖယ်ရှားမှုလုပ်ကိုလိုရတယ်ဒါကိုအိန္ဒြိယတံဝရလို့ခေါ်တယ်နော်အလွယ်ဆုံးကတော့အဲ့ဒါပဲချင်မဝင်အောင်ပိတ်ဆို့မယ်ဝင်လာရင်ဖယ်ရှားမယ်အဲ့ဒီအဓိပ္ပာယ်ကိုဆိုလို့ကိုယ်စိတ်ထဲမှာလည်းလောဘဒေါသမဝင်အောင်ကြိုတင်ပြီးတော့ပိတ်ဆို့မယ်ဝင်လာရင်တွန်းထုတ်ဖယ်ရှားမယ်ဒီအလုပ်ဟာအိန္ဒြိယတံဝရအဲ့ဒီအိန္ဒြိယတံဝရလို့ဆိုတဲ့ကိုယ်စိတ်ကိုထိန်းချုပ်နိုင်ခြင်းဟာ
ဗြဟ္မစရိယလို့ခေါ်တဲ့လူသိက္ခာရှိရှိနေထိုင်နိုင်ခြင်းရဲ့အကြောင်းတရားဖြစ်ပါတယ်တဲ့နောက်နံပါတ်6ကတော့မိတ်ဆွေတွေမိတ်ဆွေရဖို့ရအတွက်ကိုယ်မှာမိတ်ကောင်းဆွေကောင်းတွေဖြစ်ချင်တယ်ဆိုရင်ရနိုင်တဲ့အကြောင်းမိတ်ကောင်းဆွေကောင်းခိုင်မာဖို့အတွက်ကဘာလို့ဆိုအဝိတံဝါဒနာအဝိတံဝါဒနာမိတ်ဆွေတွေပေါ်မှာသစ္စာရှိရမယ်ဂရိတည်ရမယ်အကယ်၍ဂရိမတည်ဘူးသစ္စာမရှိဘူးဆိုမိတ်ပြတ်သွားပြီလေဒါမိတ်ဆွေကပြတ်နိုင်ကိုယ်ပေါ်မှာထင်သေးမြင်သေးဖြစ်သွားတယ်ဒါမို့မိတ်ဆွေပေါ်မှာကိုယ်ကတတိရှိရဂရိတည်ရမယ်သစ္စာရှိရအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတွေကိုယ်မှာပေါ်မယ်ရောင်ရည်ဝတ္တလုံးတဲ့အခါပဲကြည့်လေကိုယ်ကသစ္စာရှိတယ်ဂရိတည်တယ်ဆိုရင်ကိုယ်နဲ့ဆက်ဆံမဲ့လူတွေများလားခဏခေတ်တော့ customer ခေါ်တဲ့ဟာတွေပေါ့နော်အယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒါအမြဲတမ်းအရေးကြီးတဲ့ကိစ္စတွေဂရိတည်ခြင်းသစ္စာရှိခြင်းမို့ငွေကြေးနဲ့ပတ်သက်ပြီးဂရိတည်တယ်သစ္စာရှိတယ်အဲ့ဒါမိတ်ဆွေပေါ်ခြင်းရဲ့အကြောင်းတစ်ခုပဲတခြားနေရာမှာမြတ်စွာဘုရားဟောတာရှိသေးတယ်ဒီမိတ်ဆွေပေါ်ခြင်းလို့ရှိရင်ဘာလို့ရမလို့ဆိုရင်ပေးရကမ်းရမယ်ပေးကမ်းတာလည်းပဲမိတ်ဆွေပေါ်ခြင်းအကြောင်းတစ်ခုလို့ခေါ်တာရှိတယ်နော်တထံမိတ္တာနိခန္ဓတိတထံစွန့်ကြဲပေးကမ်းပေးတတ်ကမ်းတတ်မယ်ဆိုရင်မိတ္တာနိမိတ်ဆွေတို့ခန္ဓတိနှောင်ဖွဲ့ချီထားတတ်မိတ်ဆွေတွေခိုင်မြဲအောင်လုပ်တာလည်းပဲပေးခြင်းကမ်းခြင်းလို့ဆိုတယ်ဒီသုတ်တမှာတော့မြတ်စွာဘုရားကအဝိတံဝါဒနာကိုယ့်ဘက်ကမချွတ်ရင်းစေရဘူးဂရိတည်ရမယ်သစ္စာရှိရမယ်ဒါမိတ်ဆွေရခြင်းအကြောင်းတစ်ခုနောက်ဘ ਹੁ တုတ္တရှိဖို့အတွက်ကဘာလုပ်ဖို့လိုတော့ဆိုသစ္စာယကရိယာမပြတ်လေးချက်ဥပမာဘာသာစကားတစ်ခုဆိုလို့ရှိရင်ဘ ਹੁ တုတ္တရှိဖို့ဆိုတာစကားလုံးတွေမှတ်ရတယ်အကြောင်းအရာတွေမှတ်ရတယ်နော်ပြီးမှစာအုပ်ကြီးသွားကြည့်လို့မရဘူးသစ္စာယကရိယာနှုတ်ထဲကနေပြီးတော့ကိုယ်အကြောင်းအရာတွေကိုယ်နှုတ်ထဲမှာရှိနေရရှင်တဲ့နှလုံးထဲရောက်အောင်သင်ယူထားရမယ်ရှင်တဲ့နှလုံးထဲရောက်နေအောင်သင်ယူထားမယ်အဲ့ဒီသင်ယူထားတဲ့ပညာတွေကိုယ်မှာအစင်သင့်ဖြစ်နေအောင်ဘာလုပ်ရမလဲဆိုအမြဲတမ်းကြက်မှတ်ပြီးလေးလာနေရမယ်လို့ဆိုလို့ဒါမှတ်နေအကြောင်းအရာတွေကိုအမြဲတမ်းလေးလာနေတယ်ဖတ်ရှုနေတယ်နော်စကလုံးအသစ်တွေကိုကြက်မှတ်နေတယ်ဆိုရင်ဒါဟာဘ ਹੁ တုတ္တရှိခြင်းအကြောင်းတစ်ခုပဲကြက်မှတ်ရတာပဲမကြက်မှတ်လို့မရဘူးဟောနောက်တစ်ခုကပညာအသိပညာအတွက်ကလိုအပ်ချက်ကဘာလို့ဆိုရင်သုတ်တုတာပရိပု္ပ္ပာဆင်ញင်တို့တရားရှိဖို့ကိုယ်မှာအရာရာကိုစဉ်းစားတတ်ဖို့အတွက်ကြတော့ဘာလုပ်ရမလဲသုတ်တုတာသူများပြောတဲ့အခါမှာတနေ့တစားနားထောင်တတ်မှုသင်ယူလိုမှုသူစီကပဲဖြစ်ဖြစ်ပညာကိုသင်ယူလိုတဲ့ဆန္ဒရှိရမယ်ပရိပု္ပ္ပာမသိသေးတာတွေကိုမေးရမြန်ရမယ်အဲ့တော့မေးမြန်ခြင်းသင်ယူခြင်းဆိုတာဟာအသိပညာတိုးတက်ခြင်းရဲ့အကြောင်းပါပဲစီဝါရေးဆိုရင်လည်းစီဝါရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေစီကသင်ယူတယ်မှတ်သားတယ်လေ့လာတယ်ဒါဟာပညာတိုးတက်ခြင်းရဲ့အကြောင်းပါကျမ်းမာရေးဆိုရင်ကျမ်းမာလေးဘ ਹੁ တုတ္တနားလေတဲ့ပုဂ္ဂိုလ်တွေစီကသင်ယူတယ်မှတ်သားတယ်မေးမြန်းတယ်ဒါပညာတိုးတက်ခြင်းအကြောင်းပဲနောက်နံပါတ်9လိုအပ်ချက်ဓမ္မကုသကမ္မဝရတရား10ပါးကြတော့အနုယောခောပစ္စဝေခဏဖြစ်အောင်လုပ်ရမယ်ဖြစ်အောင်လုပ်တယ်ဆိုတာသူတို့ကအသက်မတတ်ဖို့ရှောင်ဖို့ရှောင်ရမယ်အကျဉ်းတရားထားရမယ်မေတ္တာထားရမယ်သူများဥစ္စာလုံးဝမထိမိအောင်
ကြိုးစားရမယ်အထောက်ရမယ်သူတော်ဘာတာမယာစိတ်နဲ့တောင်မပြစ်မှားမိအောင်ကြိုးစားရမယ်အထောက်ရဒါအနုယောဂကောင်းတဲ့ဘက်ကိုရောက်အောင်ကိုယ်ဟာကြိုးစားအပြောဆိုနဲ့ပတ်သက်လာတဲ့အခါကျတော့မြတ်စွာဘုရားဆုံးမတဲ့အတိုင်းကိုယ့်ကိုကြိုးစားဘယ်လိုကြိုးစားမလို့ငါသည်အကြောင်းအရာမှန်ကန်တာကိုသာပြောမယ်အမှားတရားမမှန်တာကိုမပြောဘူးမှန်ကန်တော့လဲအကျိုးရှိတာကိုသာပြောမယ်အကျိုးမရှိတာကိုမပြောဘူးမှန်လဲမှန်တယ်အကျိုးလဲရှိတယ်ဆိုတော့လဲပဲပြောတဲ့အချိန်ရောက်မှပြောမယ်ပြောတဲ့အချိန်မဟုတ်ရင်မပြောဘူးစကားဆိုတာမှန်လဲမှန်ရမယ်ကိုပြောတဲ့စကားသည်အကျိုးလဲရှိရမယ်ပြောဖို့လဲအချိန်တန်တယ်အဲ့သုံးချက်ညီရမယ်ပြီးတဲ့အခါကျတော့ပြောဖို့ဆိုဖို့နဲ့ပတ်သက်ပြီးတော့ရိုင်းရိုင်းဆိုင်ဆိုင်မာကြောပြောမှလားမဟုတ်ဘူးရင်ကြေးသိမ်မွေးစွာပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောဘူးနံပါတ်5မေတ္တာစိတ်နဲ့ပဲပြောမယ်ဒေါသစိတ်နဲ့မပြောဘူးဟောတာစီကံထားလိုက်လို့ရှိရင်အကောင်းဖြစ်သွားတယ်ကြိုးစားရမယ်လို့ဆိုတယ်ငါပြောတဲ့စကားသည်အကြောင်းအရာလဲမှန်ရမယ်အကျိုးရှိတာလည်းဖြစ်ရမယ်ပြောတဲ့အချိန်လည်းရောက်ရမယ်ပြောပြီးဆိုရင်အရင်ကျေးဆုံးစကားနဲ့ပြောမယ်ရင်ကျေးတဲ့အသုံးနှုန်းနဲ့ပြောမယ်ရင်ထဲကမေတ္တာနဲ့ပြောမယ်ဟောအဲ့ဒါလို့ကိုယ့်ကိုကြိုးစားမယ်ဆင်ញင်သုံးသပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကျင့်ကြံကြုတ်ကိုအထောက်မှုတွေဟာဒါအောင်မြင်တော့မှာပဲကိုယ့်ရဲ့ကိုချင်းတရားကောင်းမြင်မှုတွေဟာအောင်မြင်တော့မှာပဲနောက်ဆုံးတည်တည်ချာမဲ့မှာကောင်းရသူအဓိဘုံရောက်ချင်တယ်ဘဝကူးကောင်းကျင်တယ်မလုပ်မလဲသမ္မာပฏิပတ္တိအကောင်းဆုံးဖြစ်အောင်ကျင့်ကြံကြုတ်ကိုမှန်မှန်ရင်မကျင့်နဲ့မှန်မှန်ကန်ကန်ကျင့်ကြံကြုတ်ကိုအထုတ်နေမယ်အဲ့တော့မှန်မှန်ရင်ကျင့်ကြံကြုတ်ကိုအထုတ်တယ်ဆိုပါလေသူများအသက်တွေတတ်ပြီးသူများဥစ္စာတွေမတရားတဲ့နည်းနဲ့ယူပြီးသူတော်ဘာသမယစော်ကားခြင်းဆိုတဲ့အလုပ်တွေလုပ်ပြီးနောက်ဘဝကောင်းဖို့ဆိုတာမရနိုင်ဘူးသူတော်ဘာကျိုးစီးပွားပြက်ပြားအောင်လိန်ပြောပြီးတူနဲ့တူမတက်အောင်လုပ်ပြီးနော်တူကိုမခံတာတဲ့စကလုံးတွေသုံးပြီးဆဲရေးပြီးမမှန်မကန်နဲ့အသုံးနှုန်းတွေနဲ့ဘဝပျက်စီးအောင်ပြောဆိုပြီးနေမယ်ဆိုရင်ဒါမှားရွက်တဲ့အကျင့်ပဲသူတော်ဘာပစ္စည်းကိုရလိုမှုလောဘတွေဖြစ်တယ်သူတော်ဘာပေါ်မှာမေတ္တာမထားနိုင်ဘူးလူတယောက်ဆိုးသွားတာဒုက္ခရောက်သွားတာကိုကြည့်ကျင်တယ်ဆိုတဲ့စိတ်ဓာတ်တွေကိုယ်တဏ္ဍမှာမွေးပြီဆိုရင်ဒါနောက်ဘဝကောင်းမှုမလွယ်တော့ဘူးဒါကြောင့်မို့သမ္မာပฏิပတ္တိကိုယ့်ရဲ့အတွေ့အကြုံတွေကလည်းကောင်းရမယ်ပြောဆိုတဲ့စကားတွေကလည်းဘယ်သူမှမထိခိုက်ဘူးအကောင်းတွေဖြစ်ရမယ်လှုပ်ဆောင်မှုတွေကလည်းအကောင်းတွေဖြစ်ရမယ်အပြစ်ကင်းတယ်အဲ့တော့တွေးတဲ့နာတွေးတယ်ပြောတဲ့နာမှပြောတယ်လှုပ်တဲ့နာမှလှုပ်တယ်ဆိုတဲ့သမ္မာပฏิပတ္တိမှန်မှန်ကန်ကန်ကျင့်သုံးနေထိုင်ခြင်းဟာသက်ခဏအာဟာရောနောက်ဘဝအတွက်ကောင်းရသူအဓိဘုံရောက်ဖို့ဘဝကူကောင်းမှုအကြောင်းတရားဖြစ်ပါလေလို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ဘုရားဟောတဲ့ဒီဆက်ချက်ဆိုင်ရာအကြောင်းတရားတွေနဲ့တွဲဖက်ပြီးဟောထားတဲ့မြတ်စွာဘုရားဟောထားတဲ့ဆက်ချက်အတိုင်းတွေဟာကိုလူချင်တာတွေရဖို့အတွက်လူချင်တာကိုရစေနိုင်တဲ့အကြောင်းတရားတွေကိုစီဘူးအထောက်ကြမှာလားဖြစ်တယ်အကြောင်းတရားကိုမတည်ဆောင်မဲနဲ့ကောင်းကျိုးချမ်းသာရနိုင်မှုဆိုတာလောကမှာမဖြစ်နိုင်ဘူးမြတ်စွာဘုရားရဲ့ဆုံးမကိုရရှိထားတဲ့အချိန်ကစပြီးတွေဟာကိုလိုချင်တဲ့ဘဝမှာကောင်းကျိုးချမ်းသာတွေကိုရဖို့အတွက်ကောင်းမြတ်တဲ့အကျင့်ကြံအနေထိုင်စိတ်တွေသဘောထားတွေကိုပြုပြင်ပြောင်းလဲပြီးအကောင်းဆုံးဖြစ်အောင်တို့ကြိုးစားခြင်းဖြင့်
အကောင်းဆုံးဘဝကိုတိဆောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းဘဝတစ်ခုအကောင်းဆုံးဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဟောလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာရဟုရောင်မြူပါဝင်ဝေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆုံးရခြင်းကြောင့်သဗ္ဗေသံကျွမဲ့ဩတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထောင်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုဗုဒ္ဓရာကြာပန်တို့သည်ဟောလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း